စစ်သားဟောင်းလေးတွေကိုအခါခွင့်ကြုံလိုက်ကျွန်တော်တိုင်းရင်းသားချင်းဆိုတဲ့သဘောနဲ့ကျွန်တော်မင်းနေတာပါဒီရောက်တော့ငါးလမရှိပါဘူးဘယ်လိုနည်းလဲဒီမှာကောင်းပါတသားဘူးပို့လာပြီတသားပို့လာပြီနော်ကိုပိုင်မှဘယ်လောက်လဲကိုပိုင်တောင်း၄၅၃၆လုံးပါဟုတ်လားခုမှဘာဖြစ်ခဲ့လို့လဲတသားလေးကျွန်တော်စလိတ်ခွေနေစလိတ်ဝေးနေကြားတဲ့စလိတ်တော့ပဲဟုတ်ကဲ့မှန်ပြီမှန်ပြီရောမှာပြီးတော့ဒီဘက်ကရောနိုင်ငံသားနိုင်ငံဒီကိုရီးယားကိုဘယ်လိုဆက်ဆံလဲကျွန်တော်ကောင်းပါညီကူလိုညီလိုကူလိုပဲဆက်ဆံဟုတ်လားမင်းတို့ဗတ်ထဲမှာနေတင်တော့ဘယ်လိုထင်တော့ဒီဘက်ဖွဲ့ရောက်တိုင်းဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြောကြအဲ့လိုဖမ်းမိတဲ့ချိန်တော့စိုးနေတာရောဒီလိုစာဝန်ကြီးရောဘယ်လိုစာဝန်ကြီးအဆင်ပြေပါတယ်ဟုတ်လားမင်းရောကျွန်တော်384ရ384ရအသက်ဘယ်လောက်ရှိပဲအခုဟိုသက်ရှင်နေတဲ့ပေါ့သက်ရှင်နေတဲ့ကိုခုမှဝင်တယ်မင်းတက်ထဲကိုပဲရွေကြရရောက်တက်ထဲကိုစက်ခွန်ကျော်ရောက်ဟုတ်လားမင်းဘယ်လိုလဲကိုယ်သဘောနဲ့ကိုဝင်လာလားဟိုစူဆောင်းကြီးတက်ကြီးတွေကဆွဲခေါ်လို့ရောက်သွားတာဟိုအရင်ဝင်ခိုင်းအရင်ဘာဖြစ်လို့ဝင်နေတာလဲဟိုညီမနေမကောင်းလို့ပတ်စံမရှိဘူးပတ်စံမရှိတော့တက်ထဲဝင်ဘယ်လောက်ရလဲဝင်ကြတသိန်း3000ရတယ်ညီမလေးကိုပေးခဲ့ရတော့ဟောအဲ့တော့မင်းဘယ်လိုဖြစ်လို့ဒီချင်းပဲကိုရောက်လာတက်ပြေးလာဘယ်နာဘယ်ရွာနေပြေးလာချိန်ရမက်ကတက်ပြေးလာဟုတ်လားတက်ပြေးလာလက်နက်မဲ့ပေါ့လက်နက်မပါဘူးလက်နက်လမ်းမှာပြစ်ထားတယ်လမ်းမှာပြစ်ထားခဲ့တယ်ဟာအဲ့ဒါနဲ့ညပြဿနာရှိတာဒီဘောတော့မင်းရောငါစိုးမင်းတက်တာပဲဘယ်တက်ကလဲကျွန်တော်142อ่ะဩခုဒီမှာစားရတော့ရေးချီနေပြီလို့နေတယ်စားရတော့ကောင်းပါရဲ့ဟိုဝါးတွေပါရက်ပြီးတော့အမိတွေပါရက်ပြီးတော့ပတ်စံရှာတယ်ဆိုဒီနေ့ကဒီကဘာပြောလိုက်တယ်ဟုတ်လားပတ်စံရှာနေကြတယ်ဆိုသူ့နေဆိုဟုတ်လားတက်ဘလောက်ရှိတယ်မကျွန်တော်19နဲ့ခုမှပြည့်ဟောအခုဒီနေ့မေယုံလာမှဆက်ရှင်းနေပြီဟုတ်လားအလုပ်တက်လို့လို့ဆိုပြီးလာအေးမော်ရမှာစတားနဲ့တွေ့ရတယ်လောက်ပြီးမှတော့ခေါ်လာသူတို့မျိုးငါနဲ့မိဘတွေပြည်လာတစ်ထက်ရောက်သွားတာဒီမိဘတွေကဘယ်ရလဲတနန်းရပဲလားဘာလို့ဘာတိုင်းသားလဲကျွန်တော်အဖေရပါမရဖြစ်ချင်းမင်းရောနိုင်ပြီတက်ကနေခေါင်းတော့ရှိခွန်ကဘယ်မျိုးပါလဲဘုံမျိုးတင်ပါဘယ်လိုတော့ကျွန်တော်တို့ကပြစ်ခက်ရသေးခြင်းရသေးငင်းဒီဆောက်ရင်းရရင်တော့ပို့ပြီးတော့ဝမ်းတာတော့ကျွန်တော်တို့မင်းရောတသိန်း3000နဲ့မင်းကဟိုဖလှယ်ပြီးတော့ရောက်လာတယ်လို့ဆိုတော့ညီမလေးနေကောင်းမကောင်းပို့သိချင်ရှာမှာပေါ့အဲ့ဒီစနစ်တွေလည်းမကြခင်ချုပ်ငင်းသွားနိုင်အောင်ကြိုးစားမှာပါအေးစော်မို့နော်အခုဒီက KN ရအရာရှိတွေကပြောတယ်မင်းတို့ဘောဖမ်းဆီးမိလာတယ်အကြောင်းမျိုးတော့ရောက်လာတယ်မြန်မာတက်ကခွင့်မပြတ်ဖြစ်လာတဲ့တပ်သားတွေကိုပြန်လွတ်တယ်လို့ပြောတယ်မင်းရောပြန်သွားဖို့ပြောလားပြောတယ်ကျွန်တော်မပြန်ဟလာပြန်ဘာဖြစ်မလို့ထင်လို့တော့ပြန်လဲဟိုမှာဖန်ခါလာပဲဘာမှမထူးမကြဘူးအာမခံတယ်လို့ဘာမှမရှိဘူးရှိတော့ပြန်လဲဖန်ခါမယ်ဆိုတော့ဒီမှာနေတော့ကောင်းအရင်နေတော့ပြင်းနေသွားပါမှာမင်္ဂလာတော်ခေမလန်းပဲအဲ့ဒီမှာဆင်းပြီးတော့ကျွန်တော်ပြင်နေသွားမှာမင်္ဂလာတော်ဝေးပြန်သွားမှာခေမလန်းပဲမှာရောက်တော့အဲ့ဒီစစ်သားကျောက်ကမှတ်ပုံနေတာစစ်တယ်လာစစ်တော့မှတ်ပုံနေမရှိဘူးဆိုတော့ဒီတဲ့မှတ်ပုံနေမရှိဆိုတော့ရုံးခဏလိုက်ခဲ့ဆိုတော့ဟိုရောက်တော့ဘယ်မှာစူတောင်းရုံးအဲ့ဒါဟိုရောက်တော့ပြန်ထွက်ပြန်လာတယောက်တည်းလာကျွန်တော်ကြောက်ပါကိစ္စလာကျွန်တော်ကဟိုကင်းပြီးနေအမရီစီထောက်ခံတာတွေပဲဟုတ်ပါထောက်ခံတာလည်းမပါလာဘူးကိုကထပ်လာကိုကမရီစီတွေတာမစီထပ်အဲ့ဒီစစ်သားနဲ့ငါပုံနေတာစစ်တော့ကိုရုံခဏလိုက်ခဲ့ပါညာဆိုတော့ခေါ်တော့ဟိုရောက်တော့စူတောင်းရုံဖြစ်အဲ့ကျန်တက်ဘလောက်အဲ့ချိန်ကအတက်နေစကျွန်တော်2017မှာတက်ခဲ့ရတယ်3လပိုင်းမှာစူတောင်းရှယ်တာဒီလောက်ရှိဟုတ်တယ်ဒီနေ့ဆိုရင်လည်းတက်ထဲမှာနေတာမကြဘူးတိုင်းမှုရောမှတ်မိသေးလားမှတ်မိတော့ဒီကိုရောက်တာဘယ်လောက်ရှိပါဒီကိုရောက်တာလည်း9လနီးပါးရှိတယ်ဒီစားတွေပါရနေပါမရပါအေးဟုတ်ပြီနော်ကျမ်းမိုက်